အပြည့်ဝင်ချတောင်းမှမှကောင်းကင်ဘုံတို့ရောက်မှာလားအပြည့်ဝင်ချတောင်းမှမှကောင်းကင်ဘုံတို့ရောက်မယ်ဆိုရင်ယေရှုကိုယုံကြည်တာလည်းဘာမှမထူးတော့ဘူးဘာဖြစ်လို့လဲဘာသာတိုင်းကအပြည့်ဝင်ချတောင်းမှရမယ်အပြည့်ထက်ကောင်းတာပို့လို့ရမယ်အဲ့ဒါမှပဲကောင်းကင်ဘုံရောက်မယ်လို့ပြောနေတာလေဒါပေမဲ့ဘသူကအပြည့်ထက်ကောင်းတာပို့လုံနိုင်လို့လဲဘသူမှမလုံနိုင်ဘူးလေအဲကြောင့်လို့ယေရှုဖျားခင်ကကျွန်တော်တို့အပြစ်တွေအကုန်လုံးကားတိုင်းပေါ်မှာယူပေးသွားတယ်နောက်အရင်အပြစ်အခုအပြစ်နောက်လုံမဲ့အပြစ်တွေပါအကုန်လုံးယူပေးသွားတယ်ယူပြီးတော့ကားတိုင်းမှာအသေးခံပေးသွားဘာဖြစ်လို့ယူလို့ရလဲအချိန်ရဲ့အပြင်မှာရှိနေတဲ့အတွက်ဖြစ်တယ်ဖျားကအကုန်လုံးအချိန်ဟိုအရင်နောက်လုံမဲ့ဥစ္စာတွေအကုန်လုံးတွေးပြီးသွားပြီဖျားအကုန်သိတယ်အကုန်ယူပြီးသွားအဲကြောင့်အဲ့အပြစ်တွေအကုန်လုံးယူပြီးတော့ကားတိုင်းမှာအသေးခံပေးသွားတယ်တကြိုတယ်၃ရက်မြောက်နေ့မှာရှင်မြတ်ထမြောက်တယ်ဘယ်တော့မှမသေးတော့အဲ့ဒါကိုယုံကြည်လက်ခံပြီးတော့သခင်ရှုဖျားခင်ကိုကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံလိုက်ရတဲ့ကျွန်တော်တို့ကုန်တော့ထာဝရတက်ရပြီကောင်းမွန်သွားရပြီအဲ့ဒါကိုဘာဖြစ်လို့ကျွန်တော်တို့ကငါတို့အပြည့်ဝင်ချတောင်းမှငါတို့ကောင်းဝင်ပုံတွားရမယ်ငါတို့ဖြောက်မဲ့တော့သူဖြစ်မယ်လို့ယုံကြည်စိတ်ချနေရတာလဲအပြစ်တွေကိုဘယ်လောက်ထိဝင်ချတောင်းမှလို့နိုင်လို့လဲစာလံ133မှာဆိုရေးထားတယ်ဖျားတာကျွန်တော်တို့အပြစ်တွေအကုန်လုံးမှတ်ထားမယ်ဆိုရင်ဘသူကခွင့်လွှတ်ခြင်းခံရမှာလဲဘသူကကောင်းကင်ဘုံတွားလို့ရတော့မှာလဲအခုပြောနေရင်တော့ဟာဒီတယောက်ဘာတွေပြောနေတယ်မသိဘူးပေါ်တူဂီကနေပြောနေတယ်ဆိုပြီးတော့ဝေဖန်စင်စင်နေရတယ်ဒါလည်းအပြစ်ပဲလေမကောင်းတာတွေးရတဲ့အပြစ် Facebook တွေမှာ Instagram တွေမှာမကောင်းတာကြည့်ရတဲ့အပြစ်ပဲမလုပ်တဲ့အရာတွေလုပ်တာလည်းအပြစ်ပဲကောင်းတာသိနေရတာနဲ့မလုပ်တာလည်းအပြစ်ပဲကူညီရမှန်းသိရတာနဲ့မလုပ်တာလည်းအပြစ်ပဲအဲဒါဆိုရင်ဘသူကလွတ်နိုင်တော့မှာလဲအပြစ်ဝင်ချတောင်းမှတရားဖြောင်းမဲ့လို့ဖြစ်မယ်ကောင်းပုံတွားရမယ်ဆိုရင်တင်တနေကုန်ဝင်ချတောင်းမှနေရမယ်အဲ့ဒါဆိုဒီအတွေးထဲမှာအရင်အပြစ်တွေကအရင်တွားတယ်အရင်မြန်တာလေတင်ဝင်ချတောင်းမှမှာတာတရားဖြောင်းမဲ့လို့သူဖြစ်မယ်ဆိုရင်အရှင်ညာမှာတန်ရှင်တော်ဝင်တော့ရှိနေမှာပေါ့တရားအပြစ်ဝင်ချမတောင်းမှနေတဲ့အရှင်ကြရင်တန်ရှင်တော်ဝင်တော့နေလို့မရတော့အဲ့ဆိုအဲ့ချိန်တေသွားရင်တွားပြီပေါ့ယေရှုလုပ်ပေးခဲ့တာတစ်ချိန်တစ်ခါပဲတေသွားနောက်တစ်ချိန်နဲ့ပြန်မတေဘူးအရင်ကနှစ်ထောင်လေးကတေပြီးပြီတစ်ခါပဲတေရတေတယ်ဆိုတော့သူများတက်လို့တေရမှာသူ့ဘာလို့အသက်ပေးလိုက်တာနောက်ပြီးတော့မြောင်းနေမှာရှင်မြတ်ထောက်မြောက်တယ်ဘယ်တော့မှလည်းမတေတော့ဘူးကျွန်တော်တို့ရဲ့ဝင်ချတောင်းမှရှင်ပေါ်မှာစိတ်ချပြီးတော့ငါဖြောက်မဲ့တော့သူဖြစ်တယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်ကကျွန်တော်တို့နဲ့အများနဲ့နေလိုက်မှာမဟုတ်ဘူးလေဘယ်လိုတန်ရှင်တော်ဝိညာဉ်တို့ကအရန်တန်ရှင်တဲ့ဖရားလေအရန်တန်ရှင်တဲ့ဖရားဘယ်လိုကျွန်တော်တို့နဲ့အတူတူရှိနိုင်မှာလဲကျွန်တော်တို့ရဲ့အပြည့်ဝင်ချတဲ့တောင်းပန်တဲ့ပုံမှာအမှုတည်နေကျွန်တော်တို့မူတည်ရမှာဖရားစကားကတစ်ချိန်တစ်ခါတည်းနဲ့ငါမင်းတို့အပြည့်တွေအကုန်လုံးယူပေးပြီးသွားပြီစေကြောပြီးသွားပြီတခင်ရှိကိုယုံကြည်တာနဲ့ထာဝရတက်ရပြီဖြောင်းမတော်သူဖြစ်ပြီတင်ဘလို့ပဲအခုစိုးနေပါစေတင်ရယေရှုထံမှာရှိနေတဲ့အတွက်တင်ရဖြောင်းမတော်သူဖြစ်နေတာဖြစ်တယ်ကိုယ့်ရဲ့အပြည့်ဝင်ချတောင်းပန်တဲ့ပုံမှာမမှုတည်ဘူးဖရားလည်းပြောပြီးသွားပြီတင်ရအပြစ်တွေကိုအရှိရဲ့အနောက်လိုမျိုးဖယ်ရှားပေးပြီးတော့ကျမ်းပိုက်တွေအကုန်လုံးကနောက်ဆုံးမှရေးပေးထားမယ်အခုကျမ်းပိုက်တွေထုံးရင်အရင်ရှည်သွားမယ်လေနောက်ပြီးသွားရင်ဟေပြဲမှာဆိုရင်လည်းရေးထားတယ်တင်းရဲ့အပြစ်တွေအကုန်လုံးငါမမှတ်မိတော့တင်းရဲ့မလှုပ်ဆောင်နိုင်ရှင်နေတင်းရဲ့ကြာဆုံးရှင်နေအကုန်လုံးရှင်းပြပြီးသွားပြီရေဖျားကိုယ်တိုင်ကျွန်တော်နှလုံးသားထဲမှာရေးပေးမယ်လို့လည်းပြောပြီးသွားပြီဘောလူဆိုရင်လည်းပြောထားတယ်ငါအရင်ယုံကြည်စိတ်ချတယ်ဖျားသူ့ရဲ့အချစ်နဲ့ဘယ်တော့မှမကွာစေဘူးဖျားအချစ်ကပါလေအနိုင်မဲ့မြတ်တာဂါဘေမြတ်တာဆိုတင့်ပုံမှာမူတည်လားမမူတည်သူ့ပုံမှာပဲမူတည်ငါလုတ်ပေးပြီးသွားပြီအမှုပြီးသွားပြီမင်းဝင်ချတောင်းမှန်တဲ့ပုံမှာမင်းရက်တည်စရာမလိုတော့ဘူးငါလုတ်ပေးတဲ့အမှုပုံမှာကားတိုင်းအတွေ့သွင်းပေးခဲ့ပြီးသွားပြီ
အဲ့ပေါ်မှာယုံကြည်စိတ်ချဖို့ဖခင်ပြောနေတာဖြစ်တယ်အဲ့ဆိုရင်ဝင်ချတောင်းပန်ဖို့မလိုတော့ဘူးလားလူချင်းရှင်းအောင်ကျွန်တော်တို့အပြစ်လုပ်မှုရပေါ့အဲ့ဆိုရင်ပြန်ပေါင်းစည်းဖို့ကတယောက်တစ်ယောက်တောင်းပန်ရတယ်အဲ့ချိန်မှာအစင်ပြန်ပြေရတယ်ဟုတ်ဘူးလားဖခင်နဲ့ကြတော့ဖခင်ကအစင်ပြေပြီးတာပဲမင်းတောင်းပန်မှန်မတောင်းပန်မှန်ငါမင်းချစ်နေတော့မယ်အပြစ်စီစဉ်ပြီးစီးတဲ့ဖြစ်အပြစ်စီစဉ်ပြီးရှစ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့အဲ့ဆိုတော့ကျွန်တော်တို့တောင်းပန်မှန်မတောင်းပန်မှန်ဖခင်ကချစ်နေတော့မယ်အဆက်တော်လည်းရှိပြီးတာပဲယေရှုရဲ့အမှုလုပ်ပေးခဲ့တာကြောင့်ကျွန်တော်တို့အပြစ်ခံထိုက်တင်တာခံလိုက်တင်တယ်ဒါမှမဟုတ်ဘယ်သူခံပေးသွားလဲယေရှုခံပေးသွားဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဖခင်ကိုဘာဖြစ်ပြန်ပြီးတော့တောင်းပန်တယ်ကျွန်တော်တို့ခံစားချက်မကောင်းတော့နေတော့မကောင်းတော့ဖခင်ကိုတောင်းပန်တာဖြစ်တယ်အပြစ်ဝင်ချတောင်းအပြစ်ခွင့်လို့ရှင်ခံရဖို့အတွက်ဖခင်ကိုတောင်းပန်တာမဟုတ်ငါတောင်းပန်လိုက်မှဖခင်ငါ့ကိုခွင့်လို့မယ်အဲ့မျိုးမဟုတ်ငါတောင်းပန်တာsorry နော်ဖခင်ကျွန်တော်မှားသွားပြန်ပြီဒါမှမဟုတ်ကျေးဇူးတင်တယ်ဖခင်တန်ခင်ရှုဖခင်ကျွန်တော်ရဲ့အပြစ်တွေယူပေးပြီးပါပြီစေကြောပြီးပါဖြစ်လို့ကျေးဇူးတင်တယ်မှန်ကန်စွာဝင်ချတောင်းပန်ခြင်းကကျေးဇူးတင်ခြင်းယေရှုလုပ်ပေးခဲ့တဲ့ဥစ္စာကျေးဇူးတင်ခြင်းမကန်ဝင်ချတောင်းပန်တာကsorry ပဲကျွန်တော်အပြစ်တွေဝင်ချတောင်းပန်ပါတယ်အဲ့မှာပဲကိုကဖြောင်းမဲ့တော့သူဖြစ်မယ်ဆိုတော့ဥစ္စာအဲ့ self righteousness ဆိုခေါ်ပါအင်္ဂလိပ်လိုဆိုမြန်မာလိုကကိုရဲ့ဖြောင်းမဲ့ခြင်းပုံမှာပဲမူတည်နေယေရှုရဲ့ဖြောင်းမဲ့ခြင်းပုံမှာမမူတည်ပဲနဲ့ငါဖြောင်းမဲ့ဖို့အတွက်ငါတရားလုပ်ရမယ်ဟိုကလုပ်ရမယ်ငါကျင့်ရမယ်ဝင်ချတောင်းပန်ရမယ်ကောင်းတာလုပ်ရမယ်ဟဲ့မှာဖခင်ကငါ့ကိုလက်ခံမယ်ဆိုပြီးတော့သူ့အကျင့်ကိုသူပဲ self center ပေါ့ငါဆုတောင်းနိုင်လို့ငါဝင်ချတောင်းပန်နိုင်လို့ငါကောင်းတာတွေလုပ်နိုင်လို့ငါကောင်းကင်ဘုံတွားရတယ်ဆိုတဲ့ပုံစံဖြစ်နေပြီအဲ့ရဖခင်လုံးဝမကြိုက်ဘူးအရင်မုန်းတယ်သူ့သားစေးခဲ့ပေးရတယ်ဖြောင်းမဲ့လို့သူဖြစ်ဖို့အတွက်ဒီအပြစ်တွေအကုန်လုံးဖခင်ရှေ့မှာအရင်ညှဉ်းညူတဲ့အရာဖြစ်တယ်ဒီဥစ္စာဖခင်လို့ရှင်တာတောင်းပန်တာဖျားတောင်းပန်တာဘာဖြစ်တောင်းပန်ကျွန်တော်တို့ခွင့်လွှတ်ခြင်းခံရလို့တောင်းပန်တာလေယေရှုလုပ်ပေးပြီးဖြစ်တဲ့အတွက်ကျေးဇူးတင်တာရှီးမွမ်းရှင်းရဖြစ်သွားပြီကိုးကွယ်ရရဖြစ်သွားပြီဖျားခင်ကျွန်တော်တို့ကယေရှုကြောင့်ဖြောင်းမဲ့လို့သူဖြစ်သွားတဲ့အတွက်ကိုးကွယ်ရဖြစ်သွားပြီအဲကြောင့်တစ်ရောတစ်ကိုးမှာပြောနေတဲ့ဥစ္စာမယုံကြည်သူတွေကိုပြောနေတာအဲ့ချိန်မှာကျွန်တော်တို့အပြစ်ဝင်ချတောင်းပန်ရတာတောင်းပန်ရတယ်ဘာဖြစ်ဆိုကျွန်တော်တို့ကအပြစ်သားဖြစ်တယ်သခင်ရှုလုပ်ပေးခဲ့ပြတာကိုလက်ခံတယ်အဲ့အောင်ယုံကြည်စိတ်ချတယ်အဲကြောင့်သခင်ရှုပြရင်သစ္စာရှိတဲ့ဖျားဖြစ်တဲ့အတွက်အကုန်လုံးစေကြောပေးပါစေကြောပြီးသွားဆိုနောက်ချိန်ဘာဖြစ်စေကြောစရာလိုရရတယ်တင်ခဏဝင်ချတောင်းပန်မှာငါနောက်ချိန်ပြန်စေကြောပေးမယ်လို့ပြောရမှာမဟုတ်လေတစ်ချိန်တစ်ခါတည်းနဲ့အကုန်စေကြောပေးပြီးသွားပြီအဲ့တော့တောင်းပန်နေဆိုတာဝင်ချတောင်းပန်နေဆိုတာကျေးဇူးတော်ချီးမွမ်းတာယေရှုလုပ်ပေးခဲ့တာပြန်ပြီးတော့တတိယပြီးတော့ကားတိုင်းထမ်းနေရတယ်ယေရှုငါ့ဘောတော်လုပ်ပြီးသွားကျေးဇူးတင်တယ်ဖျားခင်ကျွန်တော်နောက်ချိန်မလုပ်ဖို့တဲ့တက်ရှင်တော်ဝင်ဖျားမဆပါဒီပြစ်ကိုမုံဝဖို့တဲ့တက်ရှင်တော်ဝင်ဖျားမဆပါအဲ့မျိုးဆုတောင်းရမှာနောက်မဟုတ်ရင်ကိုပဲဆုတောင်းလိုက်တော့ကိုပဲဝင်ချတောင်းပန်လိုက်တော့ဖျားကဝင်ချတောင်းပန်တဲ့အတွက်သူ့ကိုခွင့်လွှတ်မယ်အဲ့ဆိုမင်းဝင်ချမတောင်းပန်တဲ့အချိန်တိုင်းကြရင်မင်းကမဖြောင်းမတော့သူတက်ရှင်ဝင်တော့နေလို့မရတော့ဘူးဖြစ်တော့မှာအဓိက self center ဖြစ်နေရငါတောင်းပန်လို့ယေရှုရဲ့အတွေ့တော်တွန်းပေးရှင်းကြောက်တော့မဟုတ်တော့ယေရှုအတွေ့တော်တွန်းပေးခဲ့တာကစကားပပီဦးဖြစ်နေတွန်းပေးခဲ့တာကတကြိမ်တစ်ခါတည်းနဲ့အပြစ်တွေအကုန်လုံးဖြည့်ရှင်းပေးသွားဖြစ်တယ်အဲကြောင့်တော့ဝင်ချတောင်းပန်လို့ရတယ်ချီးမွမ်းတာဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းတာဖြစ်တယ်အဲကြောင့်ကျေးဇူးတော်လို့ပြောတာကိုကြောင့်မဟုတ်ဘူးယေရှုကြောင့်ဒီဘက်ကကျတော့ကိုကြောင့်ငါတောင်းပန်နိုင်လို့အဲ့ဒါတော့ဘာသာတိုင်းကတောင်းပန်နိုင်လို့ယေရှုဖျားကငါလုပ်ပေးခဲ့တာကြောင့်ငါကဲတင်ရှင်မင်းကြောင့်မဟုတ်ဘူးငါကြောင့်ငါမင်းတို့ချစ်တဲ့အတွက်ကြောင့်ငါအသေးခံပေးရတယ်ငါမင်းတို့နဲ့ပြန်ပေါင်းစည်းစင်တဲ့အတွက်ကြောင့်ငါအသေးခံပေးရတယ်မင်းတို့လုပ်တာတစ်ခုမှမပါငါပဲလုပ်ပေးသွားဖြစ်တယ်မင်းတို့ကဘာပဲလုပ်ဖို့လို့လဲနှလုံးသားနဲ့ယုံကြည်နှုတ်နဲ့ဝန်ခံအဲ့ဒါဆိုထာဝရတက်ရမယ်ကောင်းကင်ဘုံတွားရမယ်အဲ့ဒါဆိုအပြစ်လုပ်ဖို့တွန်းအားပေးနေရလားမဟုတ်ပါဘူးအဲ့ဒါတော့နောက်ထပ်ဗီဒီယိုမှာပဲရှင်းပြပါတော့မယ်You are blessed. Love you.